Como me llama tipo a cabo. တိတ်ခံလိုက်ပါဗျာဒီလိုလုံးမရအောင်ပြင်နေရဘယ်နဲ့တိုက်ဆိုင်ကြရှိပါဟုတ် Cabo. ဒီကစကန်တိုင်းကျွန်တော်ခေါ်ပါတယ်ကျွန်တော်ပြင်ထားတဲ့တနက်တွေရတယ်ဒီမှာစားကြတယ်မရှိဘူးဗျကျွန်တော်တန်ကြတော့မစားပါရ ဘယ်လိုပါလဲကျွန်တော်မှရှာရှာပါပါလက်နဲ့ပြင်ဆိုအများတဲ့ 当然，张勇， မင်းရောက်လာတော့ပဲငါမင်းတာဝန်ဖြစ်ပူနေရရှိလက်နဲ့ငယ်ပြလာအမြောက်ပြလာ ချိတယ်ဆိုတော့ဘယ်လိုဘေးကြောင်နေလို့ရမလဲမိမရဲ့ဒါစစ်တိုက်ချိတယ်ချိမှာပေါ့အေးပါမိမရဲ့မင်းနဲ့ကလေးတွေကိုကြည့်ဆက်တော့ဟုတ်ပြီလားဒီစားကိစ္စဆောက်ပြောမနေနဲ့နော်ဒါပဲ အားရတယ်ဗျာဆိုင်ဆုံးပြောမလို့တူမနဲ့ပြောတယ် ရပါတော့ကွာဒါတွေကအားတော့ဘာမှမဆိုင်ဘူးကြားလိုက်တာစကားတွေပဲအမင်းတို့ပြောပြဆန်ရှိတယ်ဒီမှာငါတို့အတ္တတာချောင်းရှိငါမင်းမှာခြားလို့တာဖောက်ထားပြီးတော့စင်ကိုထွက်သွားတယ်အလုပ်လုပ်မယ်ပေါ့ကွာကဲပါထားတော့ဒါရည်ကြည့်တော့မင်းတို့တည်စီချင်တာကငါတကောင်ချက်ကိုငါမှာငါအရင်ချစ်ရတယ်တမီးလေးရှိတယ်ခုတော့ငါသမီးလေးကိုငါမိဘလေးစီပုတ်ထားတယ်မင်းတို့ကပြောတယ်ငါစကားပြောတာကျန်းတယ်ဆိုပေမဲ့ငါရဲဘော်ကြီးတော့ငါချက်တယ်ငါကတိပေးနိုင်တဲ့ခုကတစ်မင်းတို့ငါကောင်းတယ်နှစ်မင်းတို့ထီသွားရင်ငါမရရအောင်တက်ဆွဲတယ်ဟိုကဘုံပြောမယ်ကွာမင်းတို့ကြာသွားရင်တော့မင်းတို့အလောင်းကိုရန်သူတွေလက်ထက်မကြောက်ငါမရရအောင်တက်ဆွဲတယ်ဒါကမင်းတို့ပေးနိုင်တဲ့အာမခံချက်ပဲကျွန်တော်တော့ခရင်ကျဲကျုံမှာချိန်ပြနေပါတယ်တမန်ကြီးကအဲ့ဒီအောင်ဒီမလာဘူးတဲ့ဖွဲ့ဒီလေနည်းနည်းတွေ့နေပါတယ်တမန်ကြီးကညနေကဆိုင်ရတဲ့ရောကြားနေရပါတယ်ခင်ဗျာနောက်တစ်ခါရောက်တော့အဲ့ဖွဲ့ကိုသွားချတယ်လို့ထင်တာဟုတ်ပါတယ်တမန်ကြီးက မင်းတို့ရဲ့တတိရှိတာပဲကောင်းတယ်အပိုင်လာလုပ်ခဲ့လို့ပြော တော်
ကြားပြန်ဘာမှပြောမလို့လမ်းမောင်းမှာပြည့်စီတက်လို့ ဟုတ်ကဲ့ပါတက်ပါဘူးများလေးတော့ပါတယ်ခင်ဗျာ ဒီတော့ ကဲတက်ပါဘူးတော့ခွင့်ပြုလိုက်မျိုးလည်းကြားလိုက်တယ်အော်ကျိုးမြတ်အောင်နော်လုပ်ခဲ့လိုက်တော့ကြားတယ်နော် ဟုတ် ဆက်လို့ဆက်လို့ ဘာပြောလဲအရေးကြတော့မလားမင်းတို့ ဟုတ်ကဲ့ပါတော့တရားရဲ့စစ်တီကိုဆွဲချပြီးတော့ပြန်အတက်မှာထိတာပါခင်ဗျ စိတ်ကောင်းစရာပဲကွာ
များကြီးလုပ်တော့လေရှက်ပါတယ်မင်းတို့လောင်းပြန်ရခဲ့ပါ ရပါတယ်တမောင် တိကျကြိုးပေးလိုက်ပါကျန်တဲ့သူရဲ့ပစ္စည်းတွေစနစ်တကျပြန်ယူတယ် မိမိရဲ့တပြင်းများတက်မလို့သားများတက်ရှင်တယ်မိမိရဲ့နေပြည်တော်ဆုံးရှုံးပြီးတိုင်းပြည်ရဲ့ချုပ်ချာအာဏာတည်တံ့ခံနေလို့ရဲဘော်ရဲဘက်များနဲ့အသက်ဆုံးတိုက်ပွဲဝင်နေရှိပါတယ်ဗျာတက်မလို့နဲ့တော့တက်မလို့သားများကိုထားရှိတပည့်တော်ရဲ့သစ္စာမှန်ကန်ကြောင်းတရားရှင်ထံမှာသစ္စာပြုပါတယ်ဒီသစ္စာစကားကြောင့်မျိုးပါတာတာသနာနဲ့တော့တိုင်းပြည်ကိုဖြစ်စီမယ်မိစ္ဆာဒိဋ္ဌိပြပြတတ်တာနိုင်ရမှာကြာဆုံးပြီးတော့တက်မလို့သားများအားလုံးတည်တော်ရဲမလားဆုဖြင့်ကြည့်လို့ပါဗျာ တော့ခဏလေး ဒီပါလာလို့တာ စကားမှရှိနေမှာ ခင်ဗျားရောက်နေရဆိုလို့ဒီကိုလာတာအရေးကြီးလို့လာတာဗျာဒီနေရာကိုရောက်လာဖို့ဆိုတာလွယ်ရမှာမဟုတ်တာစစ်ကောင်စီရဲ့ drone တွေကလေပေါ်မှာတောက်လျှောက်ဝဲနေတယ် အပေါ်လေးမပြောနေစစ်တပ်တယ်ဆိုတာပန်နေရများနေတယ် ခင်ဗျားမသိရရှိနေတယ်ကျုပ်တို့ခံသစ်စင်ထားတယ်မကြီးရဲ့မှာလိုအင်အားမရှိတော့ခင်ဗျားထပ်ဖြစ်ပြီးမှသိနေတယ် မင်းတို့ကစစ်တိုက်နေမှာထွက်ပြီး ထွက်ပြေးထွက်ပြေးတယ်ဆိုတာဘယ်သူလို့ပြောရလဲပလောင်နေတာ မင်းတို့ပြောနေအစိုးရခက်တဲ့ကောင်ကိုလမ်းနဲ့ပြေးကြတယ်ပြေးမှာ ခင်ဗျားတို့ DNA တွေလည်းပြေးရမယ်ပြေးရမှာအတွဲလိုက်ပြီးပြေးရတခါပြေးရင်10ရောက်ရောက်20တွဲမဟုတ်ဘူး နည်းနည်းလေးဖိနေတော့မှရနေတဲ့3လလေးတက်ကိုမင်းတို့နိုင်မှမတိုက်ဘူးကိုယ့်ဘက်ကအနှုတ်ကြတော့ကြောက်တဲ့ကောင်မျိုးဘာမှအင်အားပေးစားမလို့ ရတယ်လေပြီးတော့ တကယ်လည်းထွက်ပြေးကြလာလို့လေ ဟုတ်တယ်ဦးတိုက်ပွဲကလာတိုက်ပွဲကြာသွားပြီစစ်ကောင်စီဘက်ကခံရကနေတိုက်ဆက်ဖြစ်သွားတယ်ရင်းရင်မပြင်းအတိတ်ခံဒါလည်းရှိပါတယ်ကျွန်တော်လည်းတော့မယ်ဦး အေး ကျွန်တော်တို့ပညာတဲ့လူငယ်တွေကတနက်ကမျိုးတိုက်နေကြမလို့ပါဘူးရဒီလိုစာမတက်ပြမတက်အချိုင်းဆိုင်ကောင်းနေတဲ့ရှင်းပြီးတော့ကျွန်တော်စစ်မတိုက်တော့ဘူးကျွန်တော်အိုးလို့လုပ်တယ် အေး
အိမ်ရောက်ပြန်လာတယ်လူလေးမသိဘူးဆိုတဲ့အကြောင်းမိဘအတိပေးပါကျွန်တော်